Facebook တောင်းလို့ဟုတ်လားစတိယတောင်းစရှိတဲ့နေရာတွေမှာတည်င်းလုံးမူပေးတဲ့နေရာရာဇဂိုမြို့တော်ကြီးဖြစ်တဲ့အတွက်ကြောင့်ဒုတိယအရှိအကျဆုံးမြတ်ဗုဒ္ဓတည်င်းလုံးမူပေးတဲ့နေရာလို့လည်းပြောလို့ရတယ်နော်ရာဇဂိုမှာတောင်း၅လုံးကာကိုဒီရာဇဂိုဆိုတဲ့ဝိပါရတောင်းဝိပုံမတောင်းကန္တဝတောင်းပြီးရင်ကိစ္စတုတောင်းတိတိကိလေတောင်းရဲ့တောင်း၅လုံးကကာယံထဉာဏ်သေးရုပ်ကိုခံတတ်ကြည့်လို့ကာယံထနော်အဲ့တော့ဥဒတော်ဒီမာဂရတိုင်းလေးမှာရှိတယ်မြတ်ဗုဒ္ဓသတင်းသုံးခဲ့တဲ့ဥဒတော်မြတ်ဗုဒ္ဓလက်ထက်တော်ကာတော့ကတော့မာဂရတိုင်းကောက်ကုတန်မြတ်စွာဘုရားလက်ထက်မှာဆိုရင်ဥဒတော်သုတ်ပိယတိုင်းလို့ခေါ်ခဲ့တယ်ကောဏဘုံမြတ်စွာဘုရားလက်ထက်မှာတော့ရောဟိတတိုင်းသတ္တဗမြတ်စွာဘုရားလက်ထက်မှာပါစိနဝတ္တတိုင်းလို့ခေါ်ခဲ့ကြတယ်နော်အဲ့တော့ဘိက္ခုသာရမင်းကြီးအုပ်ချုပ်တဲ့ဒီတိုင်းနိုင်ငံကြီးဟိုတော့အဲ့တော့ဒီဘုရားဝင်အကြောင်းတော်ဟိုကဥဒတော်ဒီတိုင်းကိုဥဒတော်တွေ့ရတယ်နော်ကြောင်းတော်ရာရဲ့ဆိုဥဒတော်သက်သက်မဲ့မတွေ့ရဘူးဆက်လက်ပြီးတော့မတွေ့ပေါ်လို့လားဘာလို့လဲတော့ဥဒတော်လည်းမပြောရဘူးအဲ့တော့ဝေလူဝင်ဆိုတာကဝေလူဝနာဝိဟာရဆိုတဲ့ပါဠိကနေဆက်လာခဲ့တာမြန်မာဘက်ဝဟာရအနေနဲ့ကျွန်တော်ဝေလူဝင်ကြောင်းတော်ကိုခေါ်တာပေါ့နော်ဝေလူဆိုတာကဝနဆိုတာကတော့ပေါ့နော်အဲ့တော့ဝါတော်ကြောင်းအဓိပ္ပာယ်ရတယ်အဲ့တော့ဒီနေရာนี้ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်မင်းကြီးမင်းသားတွေဘယင်းတွေအစရှိတဲ့ပုဂ္ဂိုလ်တွေလေတဲ့နေရာမျိုးရတယ်ငွေကြတယ်မိုးပြီးတော့နေကြတယ်အဲ့ဒီလောက်ဒီရှမ်းသာကြွယ်ဝကြတဲ့နိုင်ငံအဲ့ဒီနိုင်ငံဟာနေပြီးတော့လူတွေကနောက်ပိုင်းဘာဖြစ်လာကြတယ်လဲဆိုရင်အဲ့ဒီအပရိယာနိယတရား9ပါးကိုမကျင့်သုံးကြတော့ဘူးအတူတကွလုတ်ကန်နေဆိုတာလည်းမရှိတော့ဘူးဆွေးနွေးတိုင်ပင်ကြတယ်ဆိုတာလည်းမရှိဘူးဥပဒေကိုလည်းမလိုက်နာကြတော့ဘူးလူကြီးသူမတွေရဲ့အကြံကောင်းဉာဏ်ကောင်းတွေကိုလည်းမယူကြဘူးအမျိုးသမီးတွေရဲ့အပေါ်မှာလည်းနိုင်ထက်စီးနေတယ်ပြုလာကြတယ်ဟုတ်လားပူဇော်တဲ့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုမပူဇော်ကြတော့ဘူးစေတီပရိနတ်ကွန်းတွေကိုလည်းမပူဇော်မပသကြဘူးဆိုတော့အဲ့ဒီအပရိဟာနိယတရား9ပါးပြတ်ပြားလာတဲ့အခါမှာဥစ္စတော်ဝိသလီမှာဘာဖြစ်တယ်လဲဒုမကြီးတဲ့ဒုရကြီးတဲ့ကြောက်ဘူးကြတယ်ဟုတ်လားဝိသလီမှာဥစ္စတော်ကကြီး3ပါးမဆိုင်ရောက်ခဲ့ဘူးလားဆိုင်ရောက်ခဲ့တယ်ဟုတ်လားဒုနဲ့ဒုတတ်ဖြစ်ခြင်းဟုတ်လားယောဂါတွေထူပြောခြင်းကုဆက်တဲ့ယောဂါမျိုးပေါ့နော်ဥစ္စတော်ကိုပြည့်လိုမျိုးယောဂါတွေဖြစ်နိုင်တယ်ပေါ့ဟုတ်လားတခါတည်းလူတွေမျိုးတွေပါလူတွေကောင်းအလောင်းတွေနဲ့ပြည့်ရှံနေတယ်လို့ပြောတယ်ဟုတ်လားအဲ့တော့အဲ့ဒီချိန်မှာဘသူတွေကဝင်စားတာလဲဘလူတွေကဝင်စားအကုန်လုံးကိုဓာတ်တော်တွေကိုဌာပနာထားခဲ့တာအဲ့တော့ဌာပနာထားခဲ့ပြီးတဲ့အခါကျတော့အဲ့ဒီမှာစာလေးတစ်စောင်ရေးထားခဲ့တယ်တဲ့အဲ့ဒီစာမှာဘယ်လိုရေးထားလဲဆိုလို့ရှိရင်ဒါဒီနေရာကိုတဲ့သူစင်းရဲ့မင်းတစ်ပါးကပေါ်ပြီးတော့မှသာသနာပြုလိမ့်မယ်လို့ရေးထားခဲ့တာတဲ့အဲ့တော့အစာအသောကမင်းကြီးလက်ထက်ကိုရောက်လာတဲ့အခါကျတော့ဒီနေရာမှာပဲဦးဇင်းတို့သံဃာတို့